သင်္ကန်းတေတသမကိုပေါ့နော်သူကအမြောက်ပြောင်းမြန်ကုန်တက်တိလေးတွေပြောအဲ့တော့အမြောက်ပြောင်းမြန်ကုန်တက်တိပြောတဲ့အခါမှာကြာရင်မှားတတ်တာကလေးတွေကလက္ခဏာတွေပါစက်နေပန်ပြောင်းသွားတယ်လက္ခဏာတွေကလုံးဝမပြောင်းဘူးเนาะအမြောက်ပြောင်းမြန်ကုန်တက်တိဆိုတာဥမာနှစ်ဆိုလို့ရှိရင်သူ့အောက်မှာတစ်ရှိတယ်အဲ့ဆိုလို့ရှိရင်သူကအမြောက်ပြောင်းမြန်ဆိုရင်ဘာနဲ့တူလဲဆိုတော့ 1/2 နဲ့တူမယ်အမြောက်ပြောင်းမြန်ဆိုတာအစားပြောင်းလိုက်တယ်လို့ပြောရတယ်တူတယ်เนาะအစားကိုကျတော့အမြောက်ပြောင်းတယ်နောက်ဘင်းပြောင်းမြန်နိုင်ပြီးတော့တွေ့တယ်လေဒီလိုပုံစံမျိုးတွေပဲပေါ့အမြောက်ပြောင်းမြန်ကုန်တက်တိဆိုတာအဲ့ဒါပဲသူ့ရဲ့စက်ညင်ဘက်ဆိုတာကြတော့အမြောက်ရဲ့စက်ညင်ဘက်ကပါလဲအစားလေအဲ့တော့နှစ်ကမြောက်ထားတယ်ဆိုရင်နှစ်နဲ့စားမယ်ဒီလိုပုံစံမျိုးပေါ့အဲ့လိုမျိုးပြောချင်တာเนาะအမြောက်ပြောင်းမြန်ကုန်တက်တိဆိုအဲ့တော့သူ့ကိုပြောင်းမြန်နှံလိုက်အပေါ်နဲ့အောက်နဲ့ကိုပြောင်းမြန်နှံလိုက်အဲ့မှာလက္ခဏာပါလို့ရှိရင်အဲ့လက္ခဏာတော့ပြောင်းကြမလို့ဒီတိုင်းပဲပြန်ရမယ်เนาะအဲ့ဒါလေးပဲเนาะဒါလေးပဲအမြောက်ပြောင်းမြန်ကုန်တက်တိဆိုတာအဲ့တစ်ချက်လေးပဲပြီးလို့ရှိရင်အဲ့ဒါဒီဟာလေးတွေရင်သွားလိုက်အောင်เนาะအဲ့တော့နံပါတ်1က 4/5 ဆိုလို့ရှိရင်သူ့ရဲ့အမြောက်ပြောင်းမြန်ကုန်တက်တိဆိုတာဖြစ်တာမလဲ 5/4 ဖြစ်တာမယ်အဲဆို -9/4 ဆိုလို့ရှိရင် minus ကတော့ minus ပဲဘာဖြစ်တာမလဲ 4/9 ဖြစ်တာမယ်ပြောင်းမြန်ပေါ်တဲ့အောင်နဲ့ပြန်လိုက်-1ကိုအောက်မှာ 1/2 နဲ့-1ကိုအောက်မှာ 1/2 နဲ့အဲ့လိုမျိုးဆိုလို့ရှိရင်ပြောင်းမြန်လာလိုက်ရင် 1/2 ကအပေါ်ရောက်သွားမယ်လေအဲ့တော့ 1/2/-1 အဲ့လိုဖြစ်မယ်ဒါဆိုလို့ရှိရင်ကျတော့အောက်မှာ1ဆိုလို့ရှိရင်ဖြောက်လို့ရတယ်ဆိုတော့ဒီက 1/2 ပဲပေါ့အနှုတ်ကကြတော့အပေါ်မှာပဲပါပါအောက်မှာပဲပါပါအလေလက္ခဏာတွေတူတူပဲဆိုကြမလို့သူက1/2 အတွက်ရသွားတယ်ပြောချင်တာ1/2အတွက်မဟုတ်ဘူးဒီအလေအတွက်ရသွားတယ်ဒီအလေအတွက်ရသွားတယ်ဆိုလို့ရှိရင်1/2ပဲကျန်ခဲ့တယ်ဆိုရင်1/2ပဲပေးရမှာပေါ့အောက်မှာ /1 ကဘာလုပ်လိုက်လဲဖြောက်ပြီးတော့ရေးလိုက်တယ်အဲ့လိုပုံစံအဲ့တော့ -1/2 เนาะအဲဆိုလို့ရှိရင်ဒီမှာလဲ1/-3/2 ဆိုလို့ရှိရင်သူကပြောင်းပြန်လာလိုက် -3/2/1 ဆိုတော့ /1 ကိုဖြောက်ရေးလိုက်မှာပဲရမယ်ဆိုရင်ဒီဟာလေးဒီအပြေက -3/2 လေးပဲရမယ်เนาะအဲ့လိုပုံစံလေးဒါအမြောက်ပြောင်းပြန်ကိန်းအမြောက်ပြောင်းပြန်ကိန်းလုပ်တဲ့အခါမှာဘာဖြစ်မလဲမြောက်ပြောင်းမြန်ကိန်းဒီလက္ခဏာကိုစံချိန်ဘက်ပြောင်းစရာမလိုဘူးပြီးတော့တစ်ချက်ပြောစရာရှိတာလေးကဘာလေးရှိသေးလဲဆိုလို့ရှိရင်ဒီလက္ခဏာတွေကမှာ -a/b ဆိုလို့ရှိရင်သူ့ရဲ့လက္ခဏာဘာနဲ့တူလဲဆိုတော့ -a/b နဲ့တူတူပဲသူကအလေလက္ခဏာနဲ့တူတူပဲเนาะတစ်ခုလုံးရဲ့လက္ခဏာနဲ့တူတူပဲလို့ပြောချင်တာဘာလို့လဲဆိုတော့ -a ကို b နဲ့စားမယ်လက္ခဏာမတူတာကိုစားလို့ရှိရင်ဘာပဲပြန်ထွက်မှာအနှုတ်ပဲပြန်ထွက်မှာပဲမဟုတ်လားအဲ့ဒါကြောင့်မလို့သူ့ရဲ့တစ်ခုလုံးလက္ခဏာကြီးစားလို့ရတဲ့နောက်ဆုံးအဖြေပေါ့နော်အဖြေရဲ့လက္ခဏာကြီးအပေါ်မှာပဲရှိရှိအောက်မှာပဲရှိရှိအနှုတ်ပိုင်းအနှုတ်လက္ခဏာတိုင်းနဲ့ထွက်မယ်အောက်မှာဥပမာဖြင့် a by -b ဆိုလို့ရှိရင်လည်းဘာထွက်မလဲ -a by b နဲ့အတူတူပဲတဲ့နော်အဲ့ဒါကြောင့်မလို့ခုနကကျယ်လို့လုပ်တဲ့ပုံစံလေးကဒီပုံစံလေးနဲ့ဝင်သွားတာပေါ့နော် minus လေးထွက်လာတယ်အပေါ်မှာပဲရှိရှိအောက်မှာပဲရှိရှိ minus ကနောက်ဆုံးရလဒ်တော့ထွက်လာတယ်အောက်ကဟာလေးကြည့်အောင်အောက်ပါတော့ရှင်းနေကိန်းများနဲ့ဘာတွေတူညီကြလဲဆိုတော့ဒီမှာပထမဆုံးစပြီးတွေ့တဲ့ဟာ -9/4 -9/4 ဆိုလို့ရှိရင်သူက -9/4 ဆိုတော့အနှုတ်ပါတယ်နော်အနှုတ်ပါတဲ့ကောင်တွေပဲလိုက်ကြည့်လိုက်မယ်ချင်းအဲ့တော့ -9/4 -9/4 အဲဆို 9/4 တော့ဟုတ်တယ် minus မပါတဲ့ကြောင့်လို့ဒီကောင်ကဒီလိုမရဘူး minus နဲ့ minus နဲ့ကြေဝိုင်းပါဖြစ်နေအပေါ်နဲ့အောက်နဲ့ဆိုရင်အနှုတ်နဲ့နှုတ်နဲ့တည်းအပေါင်းထပ်မှာဆိုရ minus ကအပေါ်မှာပဲဖြစ်အောက်မှာဖြစ်ပါဖြစ်လေအလေလက္ခဏာတူတူပဲဆိုတဲ့ကြောင့်လို့တူပါတယ်ဒါအပေါ်မှာပဲဖြစ်အောက်မှာပဲဖြစ်အလေနောက်ဆုံးလက္ခဏာတူက minus ထွက်လာမှာပဲဆိုတော့တူပါတယ် 2/1/4 ဆိုတာကတော့တကယ်တော့ပိုင်းကိန်းတူလို့လိုက်9/4ပါပဲဒါပေမဲ့သူက minus မပါတဲ့ကြောင့်ယူလို့မရဘူးဒီကောင် 2/1/4 ကပိုင်းကိန်းတူလိုက်9/4ဆိုကြမလို့သူတို့ယူလို့ရတယ်နော်အဲ့ဒါကြောင့်မလို့ဒီမှာတူတဲ့ဟာလေးကိုသင်မြားလေးနဲ့ပြပေးတာနောက်တစ်ခါ -100 ဆိုလို့ရှိရင်ဒီမှာဆိုရင်အောက်ပိုင်းရေပစ်ဆိုတာဖြောက်ရေးလို့ရတယ်ဒါပေမဲ့ minus မပါတော့ယူလို့မရဘူးဒီနောက်အပေါ်နဲ့အောက်နဲ့ဆိုကြေသွားမယ်ဆိုယူလို့မရဘူးအပေါ်မှာပဲရှိအောက်မှာပဲရှိပါဖြစ်တယ် minus ကနောက်ဆုံးထွက်လာမှာလေဒီမှာ minus မပါတော့ယူလို့မရဘူးဒီမှာအပေါ်မှာပဲရှိအောက်မှာပဲရှိ minus အလယ်မှာပဲရှိနောက်ဆုံးဖြေရတူတူပဲဆိုတော့ဒီနဲ့တူတူပဲနော် 2.5 ကအပေါင်းဆိုလို့ရှိရင်ဒီမှာဒီဟာဒီ 2.5 ဆို5/2 နဲ့တူတူပဲအဲ့တော့သူတို့နှစ်ခုတူတယ်minus ပါနေတော့ယူလို့မရဘူး minus ပါနေတော့ယူလို့မရဘူးဒီကောင်က plus ဆိုတော့25ကို10နဲ့ဆိုင် 2.5 ရတယ်လေအဲ့တော့ယူလို့ရတယ်ဒီကောင်ကြီး 2/1 ဒီဘာနဲ့တူရလဲ 2/5 နဲ့တူပဲနောက်ဆုံးမှာ 5/2 ပြန်ဖြစ်မှာမဟုတ်လားအဲ့တော့အဲ့ဒီကောင်တွေအကုန်လုံးယူလို့ရတယ်နော်အဲ့ဒီကောင်တွေအကုန်လုံးတူတယ်အဲ့တော့ဘာတွေတူလဲဆိုရင် 5/2 ရယ် 2.5 ရယ် 25/10 ရယ်ဘာတွေတူလဲဆိုတော့ 2/1/2 ရယ်တူအားလုံးက 5/2 ပဲနော်ဒီကောင်ဆို9 လေးနဲ့15 9နဲ့လေး30လေဒီကောင်ဆို 2/1/2 မလား 2/1/2 ကိုပိုင်းကိန်းတူလို့လိုက်ရင် 5/2 နဲ့တူတယ်နော်အဲ့ဒီကောင်လေးရပြီအဲ့ဆိုလို့ရှိရင်ကျတော့နောက်တစ်ခုကကျတော့တွက်ဆရာရှိတဲ့ဟာလေးတွေရှိသေးတယ် rational ကိန်းလေးတွေကိုကျတော့ညှောက်တာလေးတွေတွက်ပြရအောင်နော်အဲ့တော့
ကျဲနောက်ထပ်ပြောချင်လေးထပ်လာမယ်အရှင်နဲ့ကိန်းညာလေးနော်အရှင်နဲ့ကိန်းညာလေးဒီဘက်ကလေ့ကျင့်ခန်း 1.9 ရဟာပဲခြေလို့ထပ်အဲ့ဒါလေးတွေရှင်းရအောင်နော် 1.9 အောက်မှာကျန်တဲ့နံပါတ်3လေးအောက်ပါတို့ကိုရှင်းပါတဲ့အစားပေါ့နော်အရှင်နဲ့ကိန်းအမြောက်ပြောရင်ခြေလို့စားရမယ်လေအဲ့တော့နံပါတ်ကကြီးက -3/5 ကိုဘာနဲ့စားပါလဲဆိုလို့ရှိရင်အစား -4/15 နဲ့အဲ့ဒါဆိုလို့ရှိရင်ခြေလို့အစားကိုအမြောက်ပြောင်းနောက်ကိန်းပြောင်းပြန်လှန်ပြီးတွက်ပြရမယ်အစားကိုအမြောက်ပြောင်းလိုက်ရင်အစားရဲ့အနောက်ကကိန်းကိုပြောင်းပြန်လိုက်မယ်ရှေ့ကလုံးဝမှန်ကြမလို့-15/4 ခုနကကျတော့ကမြောက်ပြန်ကိန်းတွေတင်သွားပြီနော်အဲ့လိုခြေတင်းတာခြေမဲ့ဆို9တက်လီ9 9 3လီ15ဆိုတော့ခြေလို့မရတော့ဘူးခြေလို့မရရင်အနှုံနဲ့မြဘာထွက်မလဲအပေါင်းထွက်မယ်အဲ့ဆိုရေးကြမလို့ခြေလို့မရတော့ပေါ်ချင်းမြောက်ဆိုတော့3 3လီ9အောက်က4တက်လီ4အဲ့ဆိုအပိုင်းကိန်းရောလေးသူ့ကိုပြင်ပြပေးလိုက်တော့4 2လီ8 9ရဲ့8ကုန်တော့တစ်ကြမယ်ဆိုတော့2/4လေးရမယ်နော်အဲ့နံပါတ်ကကြီးဒီကပဲနံပါတ်ကခွေးကကြတော့နှစ်ခုလုံးကအပိုင်းကိန်း2ဖြစ်နေအပိုင်းကိန်းရောဖြစ်နေပါပြောင်းမယ်အပိုင်းကိန်း2ပြောင်းပေါင်းလုံးမြောက်စားအတွက်ဒီကျတော့ပိုင်းကိန်း2ပြောင်းလာပဲကြိုက်ရဲ့အဲ့တော့အပိုင်းကိန်း2ပြောင်းလိုက်မယ်အခါလေးပြောင်းလိုက်မယ်ခါခွေးနော်အဲ့တော့အပိုင်းကိန်း2ပြောင်းလိုက်တော့ minus အောက်ပိုင်းခြေက2က2ပဲ2နဲ့4ဆိုတော့9အစားကိုဒီတိုင်းပဲထားလိုက်အောင်မယ်အောက်ပိုင်းခြေက9က9ပဲ3 5လီ15တင်းနဲ့ပေါင်းတော့16အဲ့တော့မှအစားကိုအမြောက်ပြောင်းနောက်ကိန်းပြောင်းပြန်နောက်ကကိန်းကိုပြောင်းပြန်လာမယ်နော် 5/16အဲ့ဆိုရင်ခြေကြရှိလားဆိုတော့ခြေကြမရှိဘူးခြေကြမရှိတော့ကျတော့ဗာမလုပ်ရမလဲဆိုတော့အပေါ်ချင်းမြောက်မယ်အောက်ချင်းမြောက်မယ်အဲ့တော့အနှုတ်နဲ့အပေါင်းနဲ့မြောက်မယ်ဆိုလက္ခဏာမတူတာမြောက်ရင်နှုတ်ထွက်မယ်9 5လီ25အောက်က16လီ30နဲ့အပေါ်ငယ်တယ်ဆိုလို့ရှိရင်ဘာမှပြောင်းစရာမလိုဘူးအဲ့ဒါပိုင်းကိန်းစစ်မို့လို့နော်ပိုင်းကိန်းစစ်မို့လို့ဒီတိုင်းနဲ့ထားရမယ်အဲ့နံပါတ်ကငယ်ကကြတော့ 2/11နံပါတ်ကငယ်က 2/11အစား -10/33အဲ့ဒါလည်းအစားကိုအမြောက်ပြောင်းနောက်ကိန်းပြောင်းပြန်လှန်လိုက်မယ်အဲ့တော့အမြောက်ပြောင်းနောက်ကိန်းပြောင်းပြန်လှန်တဲ့အခါမှာဘာပဲလဲကိန်းကိုပဲပြောင်းပြန်လှန်မယ်နော်အဲ့တော့2တက်လီနဲ့5လီ30အဲ့ဒီကောင်က30နဲ့33နဲ့ကြတော့ခြေလို့မရတဲ့ကြောင့်မျိုးကျတော့လက္ခဏာတူတာမြောက်ရင်အနှုတ်ထွက်မယ်ပိုင်းဝေချင်းမြောက်တော့33တက်လီ33 50လီ50ဒါလည်းပဲအဲ့လိုပဲပိုင်းဝေငယ်တဲ့အတွက်ကြောင့်မလုပ်ချင်မလို့လေအပိုင်းကိန်းရောပြောင်းစရာမလိုဘူးနောက်တစ်ခါနံပါတ်ကကြီးကကြတော့အခါတဲ့ပိုင်းကိန်း2ပြောင်းလိုက်မယ်အောက်ပိုင်းကြီး404ပဲနော်ဒါလေးတွက်နေနော်အဲ့တော့4 2လီ8ဆိုတော့1နဲ့ပေါင်းတော့9ဒီမှာအောက်ပိုင်းကြီးဘာမှမရှိရင်1ရှိရလေအစားကိုအမြောက်ပြောင်းလိုက်ပြီးနောက်ကိန်းပြောင်းပြန်လဲဆို 1/3 အဲ့တော့3တက်လီ3 3 3လီ9ထပ်ပြီးခြေကြမရှိတော့မြောက်တော့မယ်ပေါင်းနဲ့နှုတ်နဲ့ဆိုလက္ခဏာမတူတာမြောက်ရင်နှုတ်ထွက်မယ်အပေါ်က3တက်လီ3အောက်က4တက်လီအပိုင်းကိန်းစစ်နေတဲ့ကြောင့်မလို့အပိုင်းကိန်းရောပြောင်းစရာမလိုဘူးနောက်တစ်ခါကျနံပါတ်5က 26.04 ကိုစားရမှာ -1.2 နဲ့စားမယ်အဲ့တော့ -1.2 နဲ့စားမယ်ဆိုသူ့အပိုင်းကိန်းပြောင်းမယ်သူ့အပိုင်းကိန်းပြောင်းပြီးတွက်လိုက်မယ်နော်သူ့အပိုင်းကိန်းပြောင်းပြီးတွက်မယ်ဆိုလို့ရှိရင်သူကပထမညာဘက်2နေရာဆိုတော့3ညာနှလုံး100နဲ့စားတာအပေါ်မှာ2604တခုလုံးထည့်လိုက်မယ်ဒီမှာလည်းအဲ့လိုပဲအပိုင်းကိန်းပြောင်းမယ်ဆိုလို့ရှိရင် minus သူကဘာဖြစ်သွားမလဲဆိုရင်12/ပထမညာဘက်1နေရာဆိုတော့ညာတစ်လုံး10နဲ့စားမယ်10အဲ့ဆိုအစားကိုအမြောက်ပြောင်းနောက်ကိန်းပြောင်းပြန်မယ်အစားကိုအမြောက်ပြောင်းနောက်ကိန်းပြောင်းပြန်မယ်ဆိုတော့2604/10 divided by multiply minus 10/12အဲ့ဆိုရင်10နဲ့10နဲ့ကြည့်စနစ်နဲ့ကြည့်လို့ရလားဆိုတော့စနစ်နဲ့24ဆိုတော့20စနစ်တက်လီ12 84ဆိုတော့ရတယ်စနစ်တက်လီ12စနစ်2လီ24ဆိုတော့2ကျန်မယ်20စနစ်တက်လီ12ဆိုတော့8ကျန်84ဆိုတော့စနစ်9လီ84အဲ့ဆိုရင်အဖြေအားကြတော့217လက္ခဏာအားကြတော့အပေါင်းနဲ့အနှုတ်နဲ့ဆိုရင်ဘာထွက်မလဲလက္ခဏာမတူတာဆိုရင်နှုတ်ထွက်တယ်အဲ့ဆိုရင် तू ကအပြည့်ကိန်း217ဆိုပြီးတော့ထွက်မယ်နော်ဒီဟာလေးအဲ့လိုမျိုးလေးထွက်မယ်နော်
ပြေကိန်း217ဆိုပြီးထွက်မယ်အဲကျတော့နံပါတ်3ပြီးသွားလို့ရှိရင်နံပါတ်4လေးတွက်ပေးမယ်နော်နံပါတ်4ကကျတော့သူကဘာတွေနည်းနည်းများလာမယ်ဆိုတော့ဝင်းတွေများလာမယ်ဝင်းတွေများလာမယ်ဟာလေးပေါ့နော်ဝင်းတွေများတဲ့ခါမှာဝင်းတွေကဟာတွေရင်ရှင်းရမယ်ဝင်းတွေရှင်းတဲ့ခါမှာတော့မှလက်သေးကွင်းရင်ရှင်းရမယ်နော်မက်ကကြီးကလက်သေးကွင်းလေးလာပြီအပိုင်းဂိတ်တူလေးတစ်ခါလေးပြောင်းလိုက်မယ်နော် -5 မဆိုရင်3 5လေးမှာနော်ဒီကကြီးတွက်နေရ3 5လေး15ဆိုတော့16ဒီကောင်လေးအပိုင်းဂိတ်တူပြောင်းလိုက်တော့အပိုင်းကြီးက9 9 35ဆိုတော့30ခွန်ဒီပိုင်းတဲ့ပိုင်းသူ့ကိုအပိုင်းဂိတ်ပြောင်းမယ်ဆိုရင်အသမညာဘက်မှာ2နေရာဆိုတော့3ညနှလုံး100နဲ့စားထားတာအပေါ်က275အဲ့ဒါချက်ဒီနှစ်ခုရှင်းရမယ်ပိုင်းချေတူတဲ့ကြောင့်မလို့တစ်ခါတည်းပဲပေါင်းဖို့နှုတ်ဖို့လုပ်လိုက်တယ်ဒီမှာအနှုတ်ဒီမှာအပေါင်းလက္ခဏာမတူရင်ဘာလို့နှုတ်အဲ့တော့39နေရာနေ16ကိုနှုတ်39နေရာနေ16ကိုနှုတ်လိုက်တော့21 39နေရာ16ကိုနှုတ်လိုက်တော့21ရမယ်လက်ကြီးတဲ့လက္ခဏာတော့အပေါင်းเนาะအဲ့တော့ဒီခုရပြတာဆိုကွင်းဖြုတ်မယ်အစားကိုအမြောက်ပြောင်းနောက်လေးပြောင်းပြန်မယ်100အပေါ်မှာ285ဒီကျရင်တော့ဒီမှာအပေါ်နဲ့အောက်နဲ့ခြေလို့ရတယ်လေအပေါ်နဲ့အောက်နဲ့ကိုဘာနဲ့ရင်ခြေလိုက်မလဲဆိုတော့25နဲ့ခြေလိုက်မယ်25နဲ့ခြေလိုက်မယ်ဆိုရင်25တက်လီ25နှစ်ကျက်မယ်25တက်လီ25လေးလီ100ဒီလိုခြေလိုက်မယ်ဒါဆိုလို့ရှိရင်ထပ်ပြီးတော့ခြေကြမရှိတော့ဘူး over ဒီဘက်ကခြေကြမရှိဘူးဒီမှာဒီနှစ်ခုကဘာဖြစ်နေလဲဆိုတော့17နဲ့21နဲ့ခြေလို့မရအောင်9နဲ့4နဲ့ခြေလို့မရဘူးဒီအပေါ်ပေါ်ချင်းကလည်းခြေလို့မရအောင်เนาะအဲ့လိုမျိုးတွေဖြစ်နေတယ်အဲ့ဆိုလို့ရှိရင်တော့ခြေလို့မရတော့ဘူးလုံးဝခြေလို့မရတော့ဘူးဆိုရင်အပေါ်ပေါ်ချင်းမြောက်အောက်ချင်းမြောက်အဲ့ဆိုရင်21နဲ့4နဲ့မြောက်လိုက်တော့84 54 55အပေါ်ကအကြီးနေကြမလို့အပိုင်းချင်းပြောလေးပြန်ရောက်ပြရမယ်51တက်လီ55တက်လီ55ဆိုတော့နှုတ်လိုက်မယ်ဆိုရင်55 85 155ဆို30 29ပေါ့နော်29 by 55ဆိုပြီးတော့ရမယ်နော်အဲ့ဒါဆိုရင်သူ့ရဲ့နောက်ဆုံးဖြေလေးကဒီမှာပြီးသွားမယ်နော်ဒီဟာလေးကသူကဘာအတွက်လဲဆိုရင်အထဲကိုရင်ရှင်းမယ်ပြီးတော့မှထွက်လာတဲ့ကောင်နဲ့အပြင်ကိုညှောက်တာဆိုရင်လည်းခြေမယ်စားတာဆိုရင်လည်းစားအောင်ညှပ်ပြနောက်ကိန်းပြောင်းပြန်လည်းခြေမယ်နော်အဲ့လိုတော့ပြန်မက်ခဝေးရကြတော့ဘာရင်တွက်ရမလဲဆိုတော့တွင်ဝင်းရင်တွက်ရမယ်ဒါပေမဲ့တွင်ဝင်းထဲမှာကြာရင်ကျတော့ဘာရှိလဲလက်သေးကွင်းရှိတယ်ဆိုအဲ့လက်သေးကွင်းရင်ဖြန့်ချပြရမယ်အရင်ဦးဆုံးကျတော့ဘာလို့ရမလဲပိုင်းကိန်းတူပြောင်းဒါလေးတွက်တယ်နော်အဲ့တော့39ဆိုတော့40ဖြန့်ချလိုက်ရင်ပြောင်းရမယ်လက္ခဏာမတူရင်နှုတ်ထွက်မယ်17 by 18အဲ့တော့အစာနောက်တစ်ခုကအနောက်ကကြတော့ဘာဖြစ်မလဲဒသမညာဘက်တနေရာဆို3ညတစ်လုံး30နဲ့စားထားတာအဲ့ကျတော့ပိုင်းချီညှိရမယ်3648အပေါ်လည်း6နဲ့မြောက်အဲ့ဆိုရင်အောက်ကပိုင်းချီက18အပေါ်ကကြတော့ဒီမှာတစ်ခုလည်းမဖြစ်သေးတော့ပြန်ပြီးတော့ခွင့်ခတ်ပေးရမယ်-240ပြီးရင်-17စားကိုမြောက်ပြောင်းနောက်ကိန်းပြောင်းပြန်လှန်ဒီနှစ်ခုက18အပေါ်ကလက္ခဏာတူရင်ဘာလို့ပေါင်းအဲ့တော့-257မြောက်10 by 55အဲ့ဒီခြေတင်တာခြေမယ်ဆိုတော့သူက2 5လီ30နှစ်5 2လီ30 5 2လီ30 50လီအဲ့လိုဒီဟာကကျတော့2တက်လီ2 9လီ18ရမယ်ဒီဟာ9နဲ့ခြေလို့ရလားဆိုတော့9နဲ့လီ18 9နဲ့လီ18ဆိုတော့89မရဘူး17နဲ့ခြေမယ်ဆိုရင်လည်းမရဘူးအဲ့တော့ခြေလို့မရရဆိုတော့အပေါ်ပေါ်ချင်းမြှောက်လိုက်မယ်လက္ခဏာမတူတာမြှောက်ရင်နှုတ်ထွက်မယ်အပေါ်က250နဲ့ခွန်အပေါ်က250နဲ့ခွန်အောက်ကကြတော့60လီ69အဲ့ဆိုရင်ဗာပြောင်းပြရမယ်ဆိုတော့အပိုင်းကိန်းရောလေးပြောင်းပြအပိုင်းကိန်းရောပြောင်းမယ်ဆိုရင်ဘိုင်းဝေကိုဒီပိုင်းချီနဲ့စားအဲ့လိုဒီပိုင်းချီနဲ့စားလိုက်တော့69 259 69နဲ့စားတော့2လီပေါ့2လီရမယ်198 198နှုတ်လိုက်တော့59အဲ့တော့ဒီလိုမျိုးလေးရမယ်-259 by 99ဆိုရတာလေးရမယ်နော်မခဝေးလေးပြပါနော်မခငယ်လေးပြပြ
မကငယ်လေးကကြတော့ဒီမှာသူ့ရဲ့မိကုံးလေးကပါပေးထားလဲဆိုတော့ဒီရှေ့ရနှစ်ခုကိုအရင်ရှင်းမယ်အဲဆိုရင်ဒီရှေ့ရနှစ်ခုကိုအရင်ရှင်းတဲ့အခါမှာလက္ခဏာတူတယ်အောက်ပိုင်းခြေညှိပြီအောက်ပိုင်းခြေက6ဒီဘက်2ကိုဗာနဲ့မြောက်မယ်3နဲ့မြောက်မယ်ဆိုတော့အပေါ်ကဘာဖြစ်မလဲ -3 ဒီဘက်ကကြတော့အပေါ်က2နဲ့မြောက်လိုက်တော့ -2 အစားဒီမှာတွန်ကွင်းကိုရှင်းတဲ့အခါမှာ -1/4 ဒီကွင်းကိုဖြုတ်လိုက်တဲ့အခါမှာအနှုတ်နဲ့တွေ့ဘာဖြစ်မလဲဆိုတော့အပေါင်းဖြစ်မယ် 1/6 အဲဆိုဒီမှာကြတော့အောက်က6အပေါ်ကလက္ခဏာတူတော့ပေါင်းလိုက်တော့ -5 ဒီမှာအစားပဲရှိသေးတယ်ဒီမှာပိုင်းခြေညှိရမယ်4 3 4 7 6 7ပေါ်3နဲ့မြောက်ပေါ်2နဲ့မြောက်အဲဆိုအောက်ကဘာဖြစ်သွားမလဲဆိုရင်7ဖြစ်သွားမယ်အပေါ်က -3 နဲ့ +2 နဲ့လက္ခဏာမတူရင်နှုတ်ဆိုရင် -1/12 ရမယ်ကြီးရဲ့လက္ခဏာတဲ့နော်အဲဆိုရင် -5/6 အစားကိုအမြောက်ပြောင်းနောက်ကင်းပြောင်းပြန်လဲ minus ကပြောင်းကြပြီနော် 12/1 6 တလီ6 6 နလီ12လက္ခဏာတူတာမြောက်ရင်အပေါင်းထွက်သွားမယ်9 နလီ10အောက်ကတော့1 တလီ1ဆိုတော့လုံးကြမလို့နော်ဒီလိုလေးထွက်မယ်နမကငယ်ပြီးတော့နမကကြီးရလဲအဲ့တိုင်းပဲနော်နမကကြီးကရှေ့နှစ်ခုအရင်ရှင်းမယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ပိုင်းခြေညှိရမယ်ဆိုရင်9 3 4 15 3 5 15နဲ့ညှိမယ်3 5 15နဲ့ညှိမယ်ဒီမှာအပိုင်းခြေညှိလိုက်ပြီကြတခါတည်းအောက်ပိုင်းခြေက15ဒီပေါ်ဒီဘက်ကို3နဲ့မြောက်တော့ဒါကြတော့3ဒီကကြတော့5ဒီမှာအဲ့လိုပဲအစားဒီနှစ်ခုကကြတော့မြောက်တာဆိုကြမှုခြေလို့ရတယ်2 တလီ2 2 နလီ4အဲ့လိုလမ်းခြေလိုက်အဲ့ဒါသူအပိုင်းခြေမှာကြတော့2 9 လီ18အပိုင်းခြေမှာ18ပေါ်မှာကြတော့1ပဲကျန်တယ်1 တလီ1ပဲကျန်တယ်နော်ခြေလိုက်တာလေ1 တလီ1ပဲကျန်တယ်အဲ့ဆိုဒီဘက်ကကြတစ်ခုပဲကျန်မယ်-2ကျန်မယ်ကြီးရဲ့လက္ခဏာတော့အမြောက်ပြောင်းနောက်ကင်းပြောင်းမြန်လှန်သူက9 6 3 6 လီ18 3 5 လီ15အဲ့ဆိုအပေါ်ကကြတော့6 နလီ12အောက်က9 တလီ5ဆိုရင်အပိုင်းလေးတူပြောင်းတော့နလီဆိုတော့ 2/5 ဆိုပြီးလေးရမယ်နော်ဒီပုတ်လေးကတော့နည်းနည်းရိုးရှင်းနေရမယ်နော်နံပါတ်5လေးတော့နော်နံပါတ်5ကဒီဘက်ကအမြောက်ဒီဘက်ကအပေါင်းဒီနှစ်ခုကိုစားမယ်လို့တက်ပြနံပါတ်5ကကြတော့ဒီဘက်ကမြောက်ရမယ်ဆိုကြမလို့ဒီမှာပြန်ရေးပြမယ်နော်မြောက်ဖို့အတွက်-10/3အစားဒီမှာကြတော့ကျတော့ပိုင်းခြေညှိမှရမယ်ပိုင်းခြေညှိမှရမယ်ဆိုတော့အောက်ပိုင်းခြေကဒီဘက်ကို21ကို2နဲ့မြောက်မယ်2ကို21နဲ့မြောက်မယ်အဲဆိုရင်42ဒီဘက်က21နဲ့မြောက်မယ်ဆိုတော့9ကို21နဲ့မြောက်တော့140နဲ့149ဒီဘက်ကကြတော့2နဲ့မြောက်မှာဖြစ်တဲ့ကြောင့်မို့2 4 လီ8အဲဆိုဒီမှာခြေမယ်ဆိုရင်ဒီနှစ်ခုခြေမယ်ဆိုလို့ရှိရင်ဒါခြေလို့9 တလီ9 9 တလီ10ပဲရမယ်အဲဒါဘာထွက်လာမလဲဆိုတော့လက္ခဏာပြူတာမြောက်အနှုတ်ထွက်မယ်3 တလီ3 2 4 လီ8ထွက်လာမယ်ပြီးဒီမှာအစားပဲကြအောင်မယ်နော်ပေါ်ကကြ42လက္ခဏာမတူတော့ဘာလို့လဲဆိုတော့နှုတ်အဲဆိုရင်149နဲ့ကနေ8ကိုနှုတ်တော့139ကြီးရဲ့လက္ခဏာတော့-139 -8/3 စားကိုအမြောက်ပြောင်းနောက်ကင်းပြောင်းပြန်လာနော်42/ဒါ-139အဲ့ဒါဒီမှာခြေလို့ရတာ3 တလီ3 3 တလီ3 3 4 လီ12ရတယ်39ကနှုတ်ထကင်းဖြစ်နေတော့ခြေလို့မရ9နဲ့ခြေလို့ရမှာ2 တလီ9ဆို69လည်းမရအဲ့ဒါကြတော့
ပေါ်ပေါ်ချင်းမြောက်လိုက်မယ်လက္ခဏာတူတာမြောက်တော့အပေါင်းထွက်တယ်ရေးကြမလို့14 8လေး112အောက်က139အဲဆိုရင်အိုင်ကိန်းရောလို့ဆရာမလို့ဘူးနော်ကဲဒီကောင်လေးလည်းပြီးသွားရင်အဲဆို